ငယ်ကကျွန်တော်တို့ကြည့်ခဲ့တဲ့ပန်းရောင်ခွေလေး Courage ကတကယ်နဲ့ကတ်တွန်းတက်တယ်မဟုတ်ပဲအိမ်မက်ဆိုးလို့ဖြစ်ရဲ့အမှန်တစ်ခုကိုအခြေခံထားတဲ့ဆိုရင်လူကြီးမင်းတို့ယုံမလားဒီလိုကတ်တွန်းတက်တယ်မဟုတ်ဘူးလို့ပြောကြတယ်တကယ်တော့ဒီ show ကဖြစ်ရဲ့အမှန်တစ်ခုကိုအခြေခံပြီးရိုက်ကူးထားတာတဲ့နယူးမက္ကဆီကိုကမြို့သေးသေးလေးတစ်ခုထဲမှာအင်ဂျီတစ်လုံးရှိခဲ့ဘူးတဲ့အဲ့ဒီအင်ဂျီကကဘာကြီးနဲ့လုံးဝအဆက်အသွယ်ပြတ်ပြီးတော့တိတ်ကနာရလင်မှာအထီးကျန်စွာရှိနေခဲ့တာပါအဲ့ဒီအင်ဂျီကတက်ကြီးလွယ်ကိုလင်မယားနှစ်ယောက်နဲ့သူတို့မွေးထားတဲ့ပန်းရောင်ခွေလေးတစ်ကောင်နေထိုင်ခဲ့ကြပါတယ်ထူးဆန်းတာကသူတို့ဟာအဲ့ဒီအိမ်ထဲမှာခဏခဏထူးဆန်းတဲ့အတန်တွေကြားရတတ်တယ်တဲ့တခါတလေတကားတွေကသူ့လိုလိုပွင့်သွားတာမျိုးတခါတလေအိမ်ပြင်မှာအရိပ်လိုလိုလှုပ်ရှားနေတာမျိုးကိုတွေ့ရတတ်တယ်ဒါပေမဲ့တွားကြည့်လိုက်ရင်ဘာမှမရှိတော့ဘူးသူတို့လည်းကြောင်းကြောက်လန့်လန့်နဲ့ရဲတွေကိုခဏခဏတိုင်ပူးပေမဲ့ရဲတွေကတော့အဲ့ဒါသူတို့ရဲ့ထင်အောင်ထင်မှားဖြစ်ရတွေဆိုပြီးတော့အမှုကိုပိတ်ပစ်ခဲ့ကြပါတယ်ပြီးတော့တရက်မှာတော့အဲ့ဒီအဖိုးနဲ့အဖွားဟာရုတ်တရက်ကြီးဘာတဲလွန်စားမရှိပဲလုံးဝပျောက်ဆုံးသွားခဲ့ပါတော့တယ်သူတို့ကအဲ့ဒီအိမ်ထဲကနောက်ဆုံးတွေ့ခဲ့ရတာပါရဲတွေကအိမ်ထဲမှာရောက်ရှိနေတဲ့ချိန်မှာတော့အိမ်ထဲမှာကြံခဲ့တာဆိုလို့တခုတည်းသောအရာပဲရှိတယ်အဲ့ဒါတော့ပန်းရောင်ခွေးလေးပါပဲကဲဒီပန်းရောင်ခွေးလေးကတကယ်ပဲရုပ်ရှင်တွေကခွေးလေးဖြစ်နေမလားဘယ်လိုထင်ကြလဲနော်